ဒီနေ့တော့မြမရိုရမုံလေးတစ်မျိုးဖြစ်တဲ့ငှက်ပြောဖက်နံလေးတင်းပြီးတော့မှတုံတုံအီအီလေးနဲ့စားလို့ကောင်းတဲ့တာကူမုံဖက်ထုတ်လုံးလေးကိုအလုံးတရားအောင်မျှဝေပေးပြစေရှင်။ကဲအရင်ဆုံးစကားစိတ်လေးထဲမှာအခုလိုတာကူစိတ်လေးတွေထည့်ပြီးတော့မှတာကူစိတ်ထဲမှာဖုန်နေသေးတွေပါခဲ့ရင်လည်းတန့်သွားအောင်စကားစိတ်လေးနဲ့တိုက်ချပေးလိုက်မယ်။ကဲတာကူစိတ်လေးတွေပိုတန့်သွားအောင်ရေထည့်ပြီးတော့မှခက်ဖွက်ဖွက်လေးနှိပ်ပြီးတော့2ထပ်လောက်ဆေးထားပေးလိုက်မယ်။စားတော့ဆိုတာမျိုးကလေဘလောက်ပဲစားကောင်းကောင်းဖုန်နေသေးတွေပါသွားခဲ့ရင်စားလို့အဆင်မပြေတော့ပါဘူး။ပြီးရင်တော့9မိနစ်လောက်ရေစိမ်ပြီးတော့မှရေစစ်ထားလိုက်မယ်။ရေစစ်ထားတဲ့တာကူစိတ်လေးတွေကိုပကံတစ်ခုတည်းကိုထည့်ပြီးတော့မှစားလေးလိုတလောက်ထည့်ပြီးတော့မှနှမ်းဆက်အောင်နှိပ်ထားပေးလိုက်မယ်။ကြည့်ဒါကတော့တာကူမုံဖက်ထုတ်မှာပါတဲ့ပဝင်ပစ္စည်းလေးတွေပါငှက်ပြောဖက်ရဲ့အုံသီးဆန်ရဲ့ရေစိမ်ထားတဲ့တာကူရဲ့တကြားရဲ့စီလေးအနှဲငယ်ရဲ့ပါ။ကြည့်တေချာတန့်စင်ထားတဲ့ငှက်ပြောဖက်ထဲကိုစီလေးအနှံ့တုပ်လိုက်မယ်ပြီးရင်တော့တာကူစီလေးတွေကိုဖြန့်ထည့်လိုက်ပါမယ်။အပေါ်ကနေကျမတို့အုံသီးဆန်လေးထည့်လိုက်မယ်တကြားလေးလိုတလောက်ထည့်လိုက်ပါမယ်။ဒီနေရာမှာအချိုကျရင်တကြားကိုပို့ထည့်လို့ရပါတယ်။ပြီးရင်တော့လွယ်ကူရိုးရှင်းပြီးတော့မှထုတ်ရလွယ်တဲ့အခုလိုမျိုးအထုပ်လေးတွေထုတ်ထားပေးလိုက်မယ်။ကြည့်ဒါဆိုရင်တော့စပေါင်းလို့ရပါပြီ။ဒီတာကူမုံဖက်ထုတ်လေးတွေကလေကျမမစားပြတာနှစ်တော်ကြာခဲ့ပါပြီ။ငငယ်တုန်းကတော့အတော်တွေအမေတွေလောက်ကြည့်လို့ခဏခဏစားပြခဲ့ပါတယ်ဒီတာကူမုံဖက်ထုတ်လေးတွေကလေအချာကြီးပေါင်းစရာမလိုပါဘူးနိုင်ဝက်လောက်ပေါင်းရုံနဲ့ကြက်ပါတယ်ပြီးရင်တော့ကျမတို့ဆဲထုတ်ပြီးတော့မှသုံးဆောင်လို့ရပါပြီဒီမုံလေးတွေကကြတော့ပူတုံးလဲစားလို့ရတယ်လို့အေးခံပြီးစားတာကပို့ပြီးတော့မှစားလို့ကောင်းစေပါတယ်အခုဆိုရင်တော့တုံတုံအီအီလေးနဲ့စားလို့ကောင်းတယ်ကျမတို့ရဲ့တာကူမုံဖက်ထုတ်လေးကစားလို့ရပါပြီရှင်အားလုံးကိုကျေးဇူးပါရှင်